ကျေးဇူးတော်ရှင်အေကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးဘော်တွင်30ရက်8လ62ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောအလုံးစင်ဝိပဿနာတရားတော်ရတာနဲ့အလုံးစင်ဝိပဿနာတရားကိုယနေ့ထားပြီးဒီကာလတရားဓမ္မတွေနားရလိမ့်မယ်လို့အောက်မေ့ရမယ်နော်အလုံးစင်ဒီအမတ္တမရေးကြည့်တယ်လို့မှတ်ကြအလုံးနဲ့မှပဲလူတယောက်မှာပြည့်စည်ရှိတယ်ဆိုတော့အလုံးမေးပြုပြီးရှိတာပဲလူတယောက်မှာဂုဏ်ကျက်တွေတက်လာတယ်ဆိုတော့လေသူ့လုံးမေးပြုပြီးဒီကလာတက်လာတာပဲဘုရားဖြစ်လာတယ်လို့ဘုရားရည်ဟူသောဂုဏ်လူအလုံးစုံသိတဲ့ကိုရောကြီးလို့ဂုဏ်တက်လာတာလေပါရမီ7ပါးပြ30ဆိုတဲ့အလုံးကိုမေးပြုပြီးတက်လာကြတာပဲဒီဓမ္မတွေလည်းမဟုတ်မသေးမင်းနေတဲ့သိဗ္ဗံကိုရောက်ခြင်းနဲ့ရခြင်းတဲ့ဆိုလို့ရှိရင်လည်းအလုတ်ကပို့မှရောက်မှာပဲဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေယနေ့ဟောမဲ့အလုတ်ရှင်ကိုဖြင့်တဲ့ဟောငါတို့ဒီတိုင်းလို့ရှိရင်ဒီလိုမရောက်မရမရှိပါကလားရောက်ရမယ်ဝတ္ထုပစ္စည်းတစ်ခုဆိုလိုပဲငါတို့ဒီကားလို့ဆိုလို့ရှိရင်သာသနာ့ရင်ကျုံဆရာတော်သမားတော်ကျုံထောင်တတ်တဲ့နားရလေကျုံဆိုတဲ့ဒုံတစ်ပါးတွေကဆုံပြီးဒီကာလနေတော့ကြောင်းငါတို့ဖြင့်လုံလဝရိယမလျှော့ကြမယ်ဆိုလို့ရှိရင်ဖြင့်ဘုံမသေးမြဲနေတဲ့နိဗ္ဗာန်ကြီးမရမရှိပါဘူးဆိုတာတကားသက်တကားကျွယ်တော့သုံးဖြတ်ချက်ချပါအဲ့ဒါတွေဟာမြတ်စွာဘုရားသင်္ကရမြတ်ကြီးဟာအင်္ဂုတ္တပါဠိတော်မှာသူပဲလို့ဟောလိုက်ကြုံလို့မေးတဲ့အခါကြလို့ရှိရင်တဲ့ငါဒီတဲ့မင်းတို့အားအလုံးမီပြုပြီးကြလားငါလည်းဖျားဖြစ်သူရောက်လာတယ်မင်းတို့ဒီကားလို့ဆိုလို့ရှိရင်အလုံးမီပြည့်ပြီးဒီကာလအာသောပုခံရန်တာဖြစ်ဖို့ဒုက္ခခသိငြိမ်းဖို့ဟာအလုံးမီပြုပြီးဒီကာလဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဟောကြင်တော့ဒါကြောင့်မှတ်စရာကမြည်သူတူတယောက်မှမတောင်းပါဘူးမှန်ပါပါဘယ်တဲ့ဒီဥစ္စာဒကာဓမ္မတွေဘုရားဖြစ်လာတယ်ဆိုတာသူတော်ဘာကျိုးပါနော်သူတော်ဘာကျိုးပါတဲ့သူတော်ဘာကျိုးသူ့ဟာသူနိဗ္ဗာန်ယူသူ့မိရာရဲ့ထက်လက်ထက်ကရပါတယ်ဆိုတာသိပြီးသားပါသူတော်ဘာကျိုးငါဆိုပြီးဒီကရငါဘုရားဖြစ်ကိုယူလာတာသူတော်ဘာအလုတ်စင်ပြပြီးဒီကလာကဲတင်တော့မယ်ဆိုတဲ့စိတ်ထားနဲ့ညီရိယံညီရိကိုအကြောင်းပြုပြီးဒီကလာမှာဟောတဲ့တရားမဟုတ်ဘဲနဲ့ဓမ္မတွေပေါ်သက်သက်ဒီလုံးစင်တဲ့ဒီလုံးတိုင်းလုံးသွားကြလို့ရှိရင်ဒီခီးနဲ့ဒီဌာနကိုဖြင့်မရောက်မရှိနိုင်တဲ့အကြောင်းကိုသေသေးချာချာသိလို့သောကြောင့်ကိုရမကြီးဒီအလုံးစင်တရားရဲ့လို့ကြွယ်သက်သက်ထားတာပဲဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအလုံးစင်ဟာဘယ်လိုလုပ်ရမှာပါလိမ့်မလို့မင်းနေမှာလဲဆိုတဲ့အတွက်ဘုရားခင်ကိုရမကြီးအလုံးစင်ဒီတိုင်းလို့ရပါတယ်ကွာရတော့ဘယ်လိုရမှာတော့မေးတဲ့အခါဒီအကြောင်းပါဠိကိုဘုရားဟောတာမထုတ်မီဒိဋ္ဌဓမ္မပစ္စကဘဝမှာရရမယ်လို့သေသေးချာချာဟောဒိဋ္ဌဓမ္မပစ္စကဘဝမှာပဲတရားဓမ္မကိုကိုယ်လိုရှိတဲ့ဘုံမသေးမြဲနေတဲ့နိဗ္ဗာန်ဒုက္ခခရိကင်းခြင်းနဲ့နိဗ္ဗာန်1500ကိလေသာတွေချုပ်ရငြိမ်းရသိမ်းရဖြစ်တဲ့နိဗ္ဗာန်ကိုဒိဋ္ဌဓမ္မပဲရပါလိမ့်မယ်ကွာယခုပစ္စကဘဝမှာပဲရပါလိမ့်မယ်ပစ္စကခဏမှာပဲရပါလိမ့်မယ်ဆိုတဲ့အကြောင်းကိုအဒုဇဝဒနာဗုဒ္ဓံဆိုတဲ့အတိုင်းဘုရားသခင်ကိုရမေကြီးသည်နှခွန်းမပြောဘဲနဲ့တခွန်းနဲ့အမှန်ပြောတဲ့ကိုရောကြီးဖြစ်လေတော့ကြောင့်ဒကာဓမ္မတွေကလည်းဩတို့ဒီအခုပြောဆိုဟောရတံဖြစ်တဲ့အလုစင်တိုင်းငါတို့လောကကြင်ရလို့ရှင်းဖြင့်နှခွန်းမပြောဘဲနဲ့တခွန်းမှန်ပြောတဲ့ကိုရောကြီးစကားဖြစ်လေတော့ကြောင့်ငါတို့ဒီလုစင်ကိုလောကလိုက်ရှင်းမရမရှိဘူးဆိုတဲ့ဝိဇိကိစ္စအကုန်ဖြောက်ပြီးဒီကလာဘုရားဝရိယစိတ်ရင်ရလိမ့်မယ်ဆိုတဲ့သုံးပြချက်ချပြီးဒီကလာမှတ်လဲမှတ်နားလဲနားလှုပ်လဲလှုပ်ရလိမ့်မယ်မှန်ပါဗျာ။ဒါဖြင့်ဒီเจ้าနဲ့ဒီကျိုးကိုဓမ္မတို့ဘုရားသခင်ကိုရမကြီးသည်အလုစင်ဟောပါတော့မယ်ဆိုတဲ့အတိုင်းဘုန်းကြီးများကဘုရားဤတပိသားဖြစ်တဲ့အတွက်အဲ့ဒီကနေတွေပါဠိတော်မချုံမယွန်းမှု၍
လုံးစင်ပြတရားကိုပဲတရားဓမ္မတွေသေသေးချာချာမှတ်ရလိမ့်မယ်ဣဒ္ဓဘိက္ခွေအရိယသာဝကောဝေဒနာယပိအနိစ္စနုပတိဝေဟတိအနိစ္စသင်္ကြီးအနိစ္စပရိသံဝေတိတတ္တတံသမိတံအဘုစိဏံအဘောကိဏံစေတရာဓိမုစ္ဆမာနောပညာယပရိယောဂာဟမာနောသောအာဇဝနံခယအနာဇုံစေတောမုတ်တင်ပညာဥမုတ်တင်ဒိဋ္ဌိဝရမေဘုဒ္ဓတိဒါသူပါဠိတော်အကုန်ပဲဒါကိုရမေကြီးကိုယ်တိုင်ကဟောရပါဠိလို့တကယ်တကယ်ကျွေးလို့မှတ်လိုက်တာအင်္ဂုတ္ထုပါဠိတော်ဆိုတော့ပါဠိကပါဠိကြော်တတ်တာကတဘာသောသာဝကတွေဟောတာမဟုတ်ပဲနဲ့ကိုယ်တော်တိုင်ပြောကိုယ်တော်တိုင်ဟောတာလို့တကယ်ကျွေးမှတ်တာကဲတော့ဖြင့်ဒကာဓမ္မတို့ပฏิပ္ပံ၄ပါးရှိပါလေပฏิပ္ပံ၄ပါးရှိတော့ဒကာဓမ္မတို့ပฏิပ္ပံ၄ပါးကကိုယ်ကိုရှိရတာကာယ ानु ပါဒနာရုပ်တည်ရှိတာကဗါတဲ့ဝေဒနာတွေရှိတာကဝေဒနာ ानु ပါဒနာစိတ်တည်ရှိတာကစိတ်တ ानु ပါဒနာသစ္စာဉာဏ်ရှိတာကဓမ္မ ानु ပါဒနာကောင်းပြီဒါဖြင့်သတိပဋ္ဌာန်၄ပါးရှိဟောဒီသတိပဋ္ဌာန်၄ပါးကိုဒကာဓမ္မတို့ဒီရှုရတော့မယ်ရှုရတော့မယ်လို့ဆိုတော့ဒီလိုလေးရှင်းဥစွာရှင်းပိုင်းကမှတ်ပါဦးတဲ့ဆရာဘုန်းကြီးကကုကြီးဖရာခင်ကိုရမကြီးဟောထားတာတွေကနှစ်ခုလောက်ပေါင်းပြီးဒီကလာဆက်ပြီးပြောရလို့ရှင်ပုံပုံပြီးဒီကလာအဓိပ္ပာယ်မှာဒကာဓမ္မတွေလေးနဲ့တာတဲ့ကြောင့်အလုစင်မှာလဲပုံပုံပြီးဒီကလာခရီးတွင်ကျမှုရှိတာကလည်းတကြောင်ဖြစ်လေတော့ကြောင့်ဒကာဓမ္မတွေရှင်းဥစွာမှတ်ရမှာကသတိပဋ္ဌာန်တစ်မျိုးလို့မှတ်လိုက်စမ်းသတိပဋ္ဌာန်ကဘာဝနာတစ်မျိုးလို့မှတ်လိုက်စမ်းသတိပဋ္ဌာန်အကျင့်လမ်းဆုံးလို့တစ်မျိုးမှတ်လိုက်ဘယ်နှမျိုးရှိပါလဲဒါကြောင့်အလုစင်ကိုပြရမယ်တရားမှာရှင်းဥစွာဓမ္မတို့သတိပဋ္ဌာန်ကိုလုပ်ပါပြီးတော့မှသတိပဋ္ဌာန်ကဘာဝနာကိုလုပ်ပါပြီးတော့မှသတိပဋ္ဌာန်တို့လမ်းဆုံးအကျင့်ကိုလုပ်ပါဆိုတဲ့ဥစ္စာဒကာဓမ္မတွေဘုရားသခင်ကိုရမကြီးသံယုတ်ပါဠိတော်မှာလည်းဟောပြန်တယ်။ဒါကြောင့်ယနေ့ဒီတဲ့အမတန်မှဒကာဓမ္မတွေဝိနာဘေသေဝိနဲ့ခြံရနေတာတကြောင်သေဂဏိခန္ဓာသေယမခန္ဓာကိုကြီးရထားလို့သေယမှာကလည်းအချိန်မရွေးဖြစ်နိုင်တယ်။ဒါကြောင့်အသေးကိုကယ်ယူနိုင်တာအိုးကိုကယ်ယူနိုင်တာအနာကိုကယ်ယူနိုင်တာဖြင့်ဓမ္မတို့ဒီအကျင့်တရားပဲရှိတော့တယ်ဒီအကျင့်တရားကသတိပဋ္ဌာန်ကိုရှင်းဥစွာကျင့်ဝိဓမ္မာသတိပဋ္ဌာန်ဘာဝနာကိုကြိုးစားပြီးသတိပဋ္ဌာန်လမ်းဆုံးကိုနောက်ဆုံးပိတ်လိုက်တာပေါ့။ခိုင်းတာဖြင့်ရှင်းပိုင်းကသတိပဋ္ဌာန်ဟောရအောင်မယ်ဆိုတော့ဝေဒနာတွေပေါ်တိုင်းဒါတွေသိနေလို့ရှိရင်ဖြင့်သတိပဋ္ဌာန်လို့သာမှတ်လိုက်ဝေဒနာတွေပေါ်တိုင်းသိနေသတိပဋ္ဌာန်ဆိုတာပေါ်တိုင်းသိရတာသတိပဋ္ဌာန်ပါလားပေါ်တိုင်းသိရတာစိတ်တွေပေါ်တိုင်းသိနေရင်သတိပဋ္ဌာန်ပဲလို့ဒကာသစ်တို့သေချာမှတ်ပါကောင်းပြီဒါဖြင့်သတိပဋ္ဌာန်ကဖြင့်ဘုရားတပည့်တွေရှင်းမယ်ပေါ်တိုင်းသတိထားရင်သတိပဋ္ဌာန်ဖြစ်တာပါပဲဆိုတာဖြင့်တန်တရားမရှိတော့ပါဘူးကောင်းပြီဒါဖြင့်သတိပဋ္ဌာန်ဘာဝနာကိုတကယ်ကြွယ်ပြောမှာသတိပဋ္ဌာန်ဘာဝနာဆိုတာကတော့ဝေဒနာလို့ပေါ်တာရောပြတ်တာရောမိလို့ရှိရင်ဖြင့်ဖြစ်ပြမိလို့ရှိရင်ဖြင့်စိတ်ကလေးပေါ်တာရောပြတ်တာရောဝါဖြစ်ပြမိလို့ရှိရင်ဖြင့်နှစ်ခုစလုံးမိလို့ရှိရင်သတိပဋ္ဌာန်ဘာဝနာဖြစ်ပြီလို့မှတ်လိုက်ပါထူးခြားမလားဘူးလားခဏကတော့ပေါ်တိုင်းသိရင်သတိပဋ္ဌာန်ပေါ်တဲ့တရားလေးတွေဖြစ်မှုပြတ်မှုကိုသိရင်သတိပဋ္ဌာန်ဘာဝနာသေချာမှတ်ပါဓမ္မတို့စိတ်ကလေးတွေပေါ်တိုင်းသိရင်ဘာဆိုကြမလဲ
သတိပဋ္ဌာန်ပဲရှိသေးတယ်စိတ်ကလေးတွေပေါ်တိုင်းသိရဒီပေါ်တဲ့ဓမ္မလေးတွေကိုတပည့်တို့ကသိပုံကဗျာပေါ်တာလည်းသိပြစ်တာလည်းသိပြေရောပြည့်ရတပည့်တော်တို့ဖြင့်မြင်ပါတယ်ဗျာလို့ဆိုလို့ရှိရင်တတိပဋ္ဌာန်ဘာဝနာဖြစ်ပြီသဘောကျပေါ်တိုင်းပြည့်တိုင်းသိလို့ရှိရင်ဖြင့်တတိပဋ္ဌာန်ဘာဝနာဖြစ်ပြီကောင်းပြီဒါဖြင့်ဩတို့ဖြစ်ပြသိရင်တတိပဋ္ဌာန်ဘာဝနာပါလားရှင်းသတိပဋ္ဌာန်ဘာဝနာဆိုတာဘာကိုမြင်မှပါလေဖြစ်ပြမြင်လို့ရှိရင်ဖြင့်တရားကျွေးသတိပဋ္ဌာန်ဘာဝနာဖြစ်ပြီနောက်တတိယအချက်ကတော့သတိပဋ္ဌာန်ဘာဝနာဂာမိနိပရိပဒာသတိပဋ္ဌာန်ဘာဝနာဤရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းအကျင့်အဆင့်ဖြစ်တာကတော့ဝါသတိပဋ္ဌာန်လမ်းဆုံးဖြစ်တာကတော့ဖြင့်တရားဓမ္မတို့တဲ့ဒီဖြစ်ပြကလေးတွေဆုံးပြီးတကလားခန္ဓာရဲ့မဂ္ဂင်7ပါးပေါ်လာလို့ရှိရင်ဒါသတိပဋ္ဌာန်လမ်းဆုံးပါဖြစ်ပြကလေးတွေလည်းဆုံးခန္ဓာရဲ့မဂ္ဂင်5ပါးက7ပါးပြည့်သွားရင်ဘယ်နဲ့ဆိုကြသတိပဋ္ဌာန်လမ်းဖြင့်ဆုံးဖို့သဘောကျလားဒါသေးသေးချာချာမှတ်ပါတာလို့ရှင်မို့ရကောတာထဲမှာလည်းမှန်ကန်ဖြစ်သွားအောင်လို့ဒါသေးရေးကြီးပြောနေတစ်ခေါက်ပြန်ပြောပါအောင်မယ်သတိပဋ္ဌာန်ဘာဝနာသတိပဋ္ဌာန်လမ်းဆုံးဆိုတာဒီ၃မျိုးရှိတယ်စိတ်ရှုတဲ့ပုဂ္ဂိုလ်ဒီစိတ်ပေါ်တိုင်းပါစိတ်ဒါကြတော့ပေါ်ပြန်ပြီလို့သူကအပြတ်မလိုက်ခဲနဲ့ဒါကြတဲ့သိမှပြီးဒီကလာနေလို့ရှိရင်ပြန်သတိပဋ္ဌာန်ပဲဖြစ်ပါသေးတယ်မှန်ပါဗျာရှင်းပြီနော်ဒီတရားလေးတွေကိုဒကာဓမ္မတွေကကျိုးစားပြီးကြလားကြည့်ပါများလာတော့ဩပေါ်လာလဲတွေ့လိုက်ပြက်တာလဲတွေ့လိုက်ပေါ်လို့ပြက်တာပဲဖြစ်လို့ပြက်တာပဲလို့ဖြစ်ပြနှစ်ခုတွေ့လို့ရှိရင်ဖြင့်တဲ့သတိပဋ္ဌာန်ဘာဝနာဖြစ်ပါဘူးသမုဒိယဓမ္မ ानु ပတိဝါစိတ်ဓာတ်မင်ဝိရတိဝေယဓမ္မ ानु ပတိဝါစိတ်ဓာတ်မင်ဝိရတိဝေဒနာမှာလဲထို့တူပဲဒီလိုဖြစ်မှုပြက်မှုတွေ့လို့ရှိရင်ဖြင့်ဒကာစိတ်တို့ဘာခေါ်ကြမလဲဘာဝနာဖြစ်သွားပြီနော်ဒါပြန်သတိပဋ္ဌာန်ကျင့်ဟာဗျာဒီလိုပဲပွားများနေရဘာဝနာဆိုတာပွားများတာဘယ်တော့သတိပဋ္ဌာန်လို့လမ်းဆုံးမှာတော့မဲတဲ့အခါကျတော့၎င်းဖြစ်တဲ့ကလေးတွေကလည်းရှေ့ပိုင်းကချုပ်နောက်ကလည်းမဂ္ဂင်7ပါးပြည့်သတိပဋ္ဌာန်ဘာဝနာတော့မှ9ပါးရှိသေးတယ်နောက်ကြတော့ဒကာသေးရှေ့ကဖြစ်တဲ့တွေကဆုံးပြီးဒီကလာသွားတော့ဒီမဂ္ဂင်7ပါးကလည်းရှုနေတာကဓမ္မနိမတိုင်းမဂ္ဂင်5ပါးက7ပါးပြည့်စုံသွားဓမ္မဝါစာဓမ္မကမ္မန္တဓမ္မဇီဝဆိုတဲ့အရင်5ပါးပေါ်မှာဒီ3ပါးဖြည့်လိုက်ဒီ3ပါးဖြည့်လိုက်တော့ဒကာဓမ္မတို့မဂ္ဂင်7ပါးပြည့်အဲ့ဒါကြားလို့ရှိရင်သတိပဋ္ဌာန်ကျင့်မှာဖြင့်တရားပြည့်စုံလို့ရှိရင်ဒါလမ်းဆုံးတော့တာဒါကြောင့်ရှားလို့တော့ဖြင့်သတိပဋ္ဌာန်ဘာဝနာဂာမိနိပရိပဒာသတိပဋ္ဌာန်ဘာဝနာမှာသတိပဋ္ဌာန်ပွားလာတာကြားပါပြီဂာမိနိနိဗ္ဗာန်သို့ရောက်ပါတယ်ပရိပဒာအကျင့်သတိပဋ္ဌာန်တို့၏လမ်းဆုံးဖြစ်တဲ့ရောက်ကြောင်းအကျင့်ကဖြင့်မဂ္ဂင်ဖြစ်ပြတဲ့ဆုံးပြီးမဂ္ဂင်7ပါးပြည့်တာကိုဆိုပါလေမှန်ပါဗျာပေါ်ကြကဲဒါဖြင့်ဒီလိုလုပ်ရလို့ရှိရင်ဖြင့်တို့သည်သတိပဋ္ဌာန်ကစရပြီးသတိပဋ္ဌာန်ဘာဝနာကြိုးစားလို့သတိပဋ္ဌာန်လမ်းဆုံးဖြစ်တဲ့ဖြစ်ပြဒုက္ခသစ္စာကြီးချုပ်အောင်ရှုနိုင်လို့မဂ္ဂင်7ပါးပြည့်တယ်ဆိုသတိပဋ္ဌာန်ကိစ္စဖြင့်လမ်းဆုံးတော့တာပဲဆိုတာတကားကျွဲတို့တကားသစ်တို့မာရင်တို့သေချာမှတ်ပါမှန်ပါဗျာကောင်းပြီဒါဖြင့်အခုဒါကတန်ရုပ်ပါဠိတော်မှာဤတန်ရုပ်ပါဠိတော်ဤကျင့်စဉ်ကိုပြောလိုက်ပါမှန်ပါဗျာအင်္ဂုတ္တပါဠိတွေကခေါင်းငယ်ရွတ်လိုက်တဲ့ပါဠိတော်ကတော့တကားကျွဲသူကသတိပဋ္ဌာန်ဘာဝနာကစပြမှန်ပါဗျာသတိပဋ္ဌာန်ဘာဝနာကစပြဒကာဓမ္မတို့ဣဒဘိက္ခုရိယသာဝကောဣဒဤငါဘုရားသာသနာတော်နဲ့ဘိက္ခုယံတို့ဣဒငါဘုရားသာသနာတော်၌အရိယသာဝကောယခုကဲ့သို့သိကြလိမ့်မှာသောအရိယသာဝကသည်ဝေဒနာယတိ
ဝေဒနာ၃ပါးရှိတကားပါတခါတည်းရှိနာမှာဒါဝေဒနာတွေဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာတော့ဝေဒနာချုံးလိုက်တော့တခါကျ၃ပါးရှိခန္ဓာကိုယ်ထဲမှာဝေဒနာ၃ပါးပဲလက်ရှိဒါဝေဒနာစိတ်ရှိလို့ရှင်စိတ်တိုင်းပေါ့လေခဲဒီနေ့တော့ဝေဒနာနဲ့ပဲစကံသွားကြပါစို့ဆိုတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာနဲ့ခန္ဓာကိုယ်ကဒုက္ခဝေဒနာကချမ်းသာတာဒုက္ခဝေဒနာကဆင်းရဲတာဥပ္ပခဝေဒနာကလက်ဆက်ရှိတာအဲ့ဒီလိုလေးသိထားတော့သုံးပါးလည်းပြိုင်မပေါ်ဘူးတပါးတစ်ပါးစီပဲပေါ်တပါးတစ်ပါးစီပေါ်တဲ့အခါကြလို့ချင်းသူ့ကိုအရိယသာဝကဖြစ်တဲ့ပုဂ္ဂိုလ်ကခုလိုကြာကုနာဝရှိတဲ့ပုဂ္ဂိုလ်ကအနိစ္စနုပတိဝိဟရတိဒါလေးကဝေဒနာမဟုတ်ဘူးဒီဥစ္စာသေသေးချာချာငါရှုကြည့်တယ်တဲ့အနိစ္စပဲလို့ပညာဖြင့်အနိစ္စနုပတိအနိစ္စကိုရှုလို့ရှိသည်ဖြစ်ဝိရတိပိုတေတိဖြစ်စေပါဒါလေးကဖြစ်ပြီးပြည့်နေတယ်အနိစ္စလေးပါလားလို့ဒကာဓမ္မတွေရှုပေးပါဖြစ်ပြနေတဲ့ဖြစ်ပြနေတဲ့အနိစ္စလေးပါလားလို့ဆိုပြီးဒီကလည်းရှုပေးပါဒါပြန်အနိစ္စလို့ဖြစ်ပြနေတဲ့အနိစ္စလေးပါလားလို့ဒကာဓမ္မတွေကဝေဒနာလို့မလိုက်နဲ့တော့ဖြစ်ပြနေတဲ့အနိစ္စလေးပါလားလို့ဒကာကျွဲတို့ဒကာသစ်တို့ရှုပေးအဲ့ဒီကလေးရှုပြီးဒီကလာနေတဲ့အခါမှာလဲရှုရင်ကအနိစ္စသင်ကြီးဝုရှုနေတာတဲ့ဘာနဲ့မှမရဘူးအနိစ္စလိုပဲအမှတ်ထားပြီးသားဒကာဓမ္မတွေရှုနေပါအနိစ္စလိုပဲအမှတ်ထားတာနော်ဒကာဓမ္မတို့ဓမ္မအနိစ္စလိုရှုရမယ်နော်ဒီတရားငါရှုနေတာတခြားမှမှတ်တယ်အနိစ္စလိုပဲမှတ်ပါဒါတွေဘာမှမဟုတ်ဘူးဝေဒနာလည်းမဟုတ်ဘူးစိတ်လည်းမဟုတ်ဘူးအနိစ္စသက်သက်ပဲလို့မှတ်ထားလိုက်ဒါဖြင့်အနိစ္စလိုရှုအနိစ္စလိုမှတ်ပါဗျာအနိစ္စပရိသံဝေရီပညာနဲ့ဒီဥစ္စာတခါတည်းဒကာဓမ္မတွေကအနိစ္စလိုပဲသိပြလိုက်ဒီတရားတွေကသိပြီးပြန်လာပါတရားလေးပါလေအနိစ္စလိုပဲသိပြလိုက်စမ်းပါဒါဖြင့်ဒကာဓမ္မတို့ဘုရားကဒီဖြစ်ပြနေတဲ့ဓမ္မလေးကိုအနိစ္စလိုရှုกว่าညာနဲ့ကအနိစ္စလိုပဲမှတ်กว่าသိတော်လည်းမင်းတို့အနိစ္စလိုပဲသိထားနော်ဒီလိုသတိပေးဒီတရားလေးကဘာနဲ့မှမရောစီနဲ့နေတ္တဒိဋ္ဌိတွေနဲ့မရောစီနဲ့ဒုက္ခတွေနဲ့မရောစီနဲ့ဒုက္ခတွေနဲ့မရောစီနဲ့အတ္တတွေနဲ့မရောစီနဲ့ဒကာဓမ္မတွေဒါလေးကအနိစ္စလိုရှုအနိစ္စလိုပဲမှတ်ထားအနိစ္စလိုပဲညာနဲ့သိပါဒါမလို့နေနဲ့တော့ဝေဒနာရှုနေတယ်လို့မလားနဲ့စိတ်ရှုနေတယ်လို့မလားနဲ့ဒါလေးရပြန်အနိစ္စလိုရှုပြီးအနိစ္စလိုမှားအနိစ္စလိုပဲသိနေပါတကားသိရဒီလိုနေပြီးဒီကလာဒကာဓမ္မတွေကဒီတိုင်းသိပြီးဒီကလာနေကြပါအဲ့တော့ဘယ်နဲ့ဖြစ်လာမလို့ဆိုလို့ရှိရင်ပညာယဝိပဿနာပညာဖြင့်အဓိမုစ္ဆမာနောဒီဥစ္စာအနိစ္စမို့အနိစ္စဖြစ်တာပဲလို့သုံးဖြတ်ချက်ခင်ဗျားတို့ကြားလာလိမ့်မယ်အနိစ္စမို့အနိစ္စဖြစ်တာပဲလို့ခင်ဗျားတို့ညာထဲမှာငါဗျာမင်းတို့သေသေးချာချာဟောပါတယ်တဲ့မင်းတို့ခေါင်းကပြောခဲ့တယ်သုံးချက်အလုံးလုံးလိုက်ပြီဆိုရင်အနိစ္စလို့သုံးဖြတ်ချက်မင်းတို့ညာနဲ့ကြားသွားလိမ့်မယ်သဘောကျလားဒါဖြင့်ပြန်ပြောလိုက်ပါမယ်ဒီတရားလေးကဖြစ်ပြီးပြည့်နေတဲ့တရားလေးကိုအနိစ္စလို့ရှုအနိစ္စလို့မှအနိစ္စလို့သိပါများလာတဲ့အခါကျလို့ရှင်းဖြင့်တဲ့ကိုယ်ဉာဏ်ထဲမှာကိုယ်ပဲဒကာဓမ္မတို့သုံးဖြတ်ချက်ကြဘာမှမရှိဘူးအနိစ္စသာရှိတာပဲဆိုတဲ့သုံးဖြတ်ချက်ကတခါတည်းကြတာမှန်ပါဗျာသဘောကျအနိစ္စလို့သုံးဖြတ်ချက်ကြတော့ပြီနော်ခေါင်းကသုံးချက်နဲ့ကြိုးစားလိုက်တာဟုတ်လားအနိစ္စလို့ရှုအနိစ္စလို့မှားအနိစ္စလို့သိလိုက်တာနဲ့ပဲတဲ့နောက်ဆုံးပိတ်ရှုပါများပြီနောက်ဆုံးပိတ်တက်လာတဲ့ပညာကတခါသေးတခါတည်းဘာမှမရှိဘူးလောကကြီးထဲမှာဖြင့်
အနိစ္စအစစ်သာရှိတယ်ဆိုတခါလဲဆုံးဖြတ်ချက်ကြအနိစ္စအစစ်သာရှိတယ်လို့ဒကာဓမ္မတို့တခါလဲဆုံးဖြတ်ချက်ကြပါလေခொနကညာနဲ့တူသေးရဲ့ဘယ်တော့အနိစ္စရှိလို့အနိစ္စပဲရှုတာအနိစ္စလည်းပဲမှတ်တုံးပဲအနိစ္စလည်းပဲသိတုံးပဲကိုယ်ညာကဆုံးဖြတ်ချက်မချသေးဘူးနောက်ရှုပါများလာတော့ဘုန်းကြီးတို့ဒကာဓမ္မတွေပညာယဥပဒနာပညာဖြင့်အဓိမုစ္ဆမာနောအနိစ္စပဲလို့ဆုံးဖြတ်ချက်ချသည်ဖြစ်၍ဒါဖြင့်ဘုန်းကသုံးချက်နဲ့အလုံးလုံးပြီးတဲ့အခါကျတော့တကယ်အနိစ္စစစ်ပဲလို့ကိုယ်ညာထဲမှာသူများမပြောဘဲနဲ့ဆုံးဖြတ်ချက်ချလိုက်သူများမပြောဘဲနဲ့သူများမပြောဘဲနဲ့ဥပဒနာမဲ့ခင်၅ပါးနဲ့သမာဓိသမာသင်္ကပ္ပသမာဝါယမသမာသတိသမာသမာဓိဆိုတဲ့မဲ့ခင်၅ပါးနဲ့တခါလဲဆုံးဖြတ်ချက်ချလိုက်အနိစ္စအစစ်ပဲလို့ဆိုတဲ့ဆုံးဖြတ်ချက်ချရတာပဲသဘောကျလားဒါဖြင့်ဒီဥစ္စာကပညာအဓိပု္ပ္ပမာနောပညာနဲ့ပဲဥပဒနာပညာနဲ့ပဲတကယ်တည်းသုံးမြစ်ချလိုက်ပြီရှင်းပြီနော်ပညာအဓိပု္ပ္ပမာနောဆိုပညာနဲ့သုံးမြစ်ချပြီးတော့နောက်ကြတော့သုံးမြစ်လည်းချပြီးရောနောက်ရှုတဲ့ဉာဏ်တွေကဒကာဓမ္မတို့ကိုဉာဏ်ဟူသေးကဘယ်ထဲမှမသက်ရှင်းမင်းနဲ့ဒီအနိစ္စရဲ့ဒီဉာဏ်ကသက်ရှင်းသွားတယ်လားသုံးမြတ်ကျလည်းချပြီးရတကယ်ကိုဉာဏ်ကလေအနိစ္စရဲ့ဒီဉာဏ်ကသက်ရှင်းသွားသဘောကျလားရှိပါများပြီအနိစ္စလည်းသုံးမြတ်ကျချပြီးရောနောက်တော့ဖြင့်ခန္ဓာလဲလိုက်ပြီးနဲ့ပြိုင်နေတဲ့အနိစ္စရဲ့ဒီဉာဏ်ကသက်ရှင်းသွားဘယ်မှမသက်ရှင်းတော့သက်ရှင်းတယ်ဆိုတော့ဇာတကရမတို့လူကရေရှင်းချိုးတယ်ဆိုတော့ရေလည်းရှင်းလို့ပေါ့ဗျာဉာဏ်ကလည်းဒကာဓမ္မတို့သုံးမြတ်ချက်ချပြီးတဲ့အချိန်ကစပြီးကလာဘာနဲ့မှမရောဘဲနဲ့ဒကာဓမ္မတွေအနိစ္စဘက်သို့ပဲသက်ရှင်းတော့ပါပညာယဥပဒနာပညာဖြင့်ပရိယောဂမာနောသက်ရှင်းသည်ဖြစ်၍ဝိရတိပိုတေတိဒကာဓမ္မတို့ဖြစ်စေတော့တာပဲဒါဖြင့်သုံးမြတ်ချက်ချပြီးလက်ပုဂ္ဂိုလ်မှန်ကဒီဉာဏ်သည်ဒကာဓမ္မတို့နောက်တစ်ပံရှုတဲ့ဉာဏ်သည်အနိစ္စထဲမှာတပါးဘယ်မှဒီဥပဒနာဉာဏ်ကမသက်ရှင်းတော့ဘူးဆိုတာသေချာမှတ်ပါတဲ့ဘုဒ္ဓမာလာဒကာသေးကြာကြဒကာဓမ္မတွေဘုရားကိုကအလုတ်စင်ပေးခဲ့တာကူကျေစွာအနိစ္စလို့ရှုกว่าအနိစ္စလို့မှတ်กว่าအနိစ္စလို့သိกว่าပြီးတော့မှအနိစ္စလို့ဆုံးဖြတ်ချက်ချတဲ့ညာမင်းလာလိမ့်မယ်လာပြီးပြီချမယ်နဲ့မင်းညာဒီနောက်တစ်ခါရှုလိုက်လို့ရှိရင်အနိစ္စရေသာသက်ဝင်တာပဲမင်းညာဘယ်မှမသွားဘူးဒီလိုကိုဆုံးဖြတ်ချက်ချပြီးဒါကြောင့်တရားဓမ္မတို့ဒီလိုဆုံးဖြတ်ချက်ချညာလေးကဆုံးဖြတ်ချက်ချပြီးသည့်နောက်ဒီဉာဏ်ဒီပညာဥပဒနာဉာဏ်ဒီတရားဓမ္မတို့အနိစ္စတဲကိုပဲဆင်းသက်သွားတော့တယ်ရှင်းပြီလားကောင်းပြီတဲ့အဲ့တော့ဒီလိုရှင်းသက်အောင်တပည့်တော်ဘယ်လိုလုပ်ရမှာတော့ခရားလို့မေးတဲ့အခါကျတော့မှတရားဓမ္မတွေဒါလေးနည်းနည်းနားထောင်ပတ္တတံနိစ္စဒါလေးတော့ဖြင့်ဒီအမြဲလေးလုပ်ပေးပါ9မိနစ်ဖြင့်9မိနစ်အမြဲလုပ်ပေါ့ဗျာ10မိနစ်ဖြင့်10မိနစ်အမြဲလုပ်ပါနိဒန္တရံအမြဲမပြတ်နိဒန္တရံကမပြတ်တတ္တတံကနိစ္စံသမိတံကနိဒန္တရံလို့ဖွင့်သွားကြအမြဲမပြတ်ဒကာဓမ္မတွေ9မိနစ်10မိနစ်ဒီထဲညံသက်နေပါလိမ့်နော်ဒီထဲညံသက်နေတော့ဒီလိုညံသက်ပြီးနေလို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတွေဒီညံသက်ပြီးတဲ့ကာလအနိစ္စထဲမှာဉာဏ်ကသက်ဝင်ဆင်းပြီးဒီကာလနေတော့မပြတ်သက်ဝင်ဆင်းနေပြီဆိုရင်ဖြင့်တရားဓမ္မတို့မေသေးလို့ကျဉ်းနှံလာလားဖေးသေးလို့ကျဉ်းနှံလာလားမလျှော့လိုက်မလျှော့ပါနဲ့တဲ့တရားဓမ္မတွေမလျှော့ပါနဲ့အာသောကုန်တော့မလို့ဘူးဗျမလျှော့ပါနဲ့တဲ့တရားဓမ္မတို့နော်မပြတ်ပဲလုပ်နေပါ
ဘာဖြစ်လို့ဆရာဘုန်းကြီးကဒီဟာဟောရတယ်လဲဘုရားကဒီဟာပြောရတယ်လဲလို့ဒကာဓမ္မတွေကမေးလို့ရှိရင်ဖြင့်တဲ့ဒီနေရာကကိလေသာကြားခိုရင်ပြည့်လိမ့်မယ်ဒီနေရာမှာတဲ့ဒကာဓမ္မတို့ကိလေသာကြားခိုတာလည်းသိကြောက်စရာကောင်းပါလားသူကရက်ကောင်းမှကြားခိုတတ်တယ်ဆိုတာကိုလည်းဒကာကျော်ဒကာသက်မှတ်စမ်းပါရက်ကောင်းမှပါလားရက်ကောင်းမှကြားခိုတယ်ဆိုတာကိုမပြတ်လို့မယ်ကဲဘုရားကလည်းဟောထားတယ်ညာကဒီထဲကြီးပဲစိုက်ကနေသက်ဆင်းသွားပြီအိဋ္ဌာတွေကြီးပဲသက်ဆင်းသွားပြီအဲ့ဒါမပြတ်စေနဲ့လို့ဘုရားကလည်းဟောတယ်ဒီဟောတဲ့အချိန်ကြမှာဒကာဓမ္မတွေမှာအကြောင်းသူကိစ္စသူဆိုတဲ့ဟာတွေပေါ်ရတယ်နော်အဲ့ဒီပေါ်လို့ရှိရင်ဖြင့်ဒါစောစောကပဲဆရာဘုန်းကြီးကဖြစ်တတ်တဲ့အကြောင်းကိုသတိပေးထားလိုက်မရောစီနဲ့မလာစီနဲ့သဘောကျသမနေဇံသမိတံနိဒံကအဘောကိဏံဘုရားကအဘောကိဏံအင်ကြီးအတ္တမိတ်တံလို့တခါဆရာဖွင့်လိုက်အင်ကြီးတပါးသောတရားတွေနဲ့အတ္တမိတ်တံမရောပါစေနဲ့ဒါကလည်းညာလေးစိုက်ပြီးနေတဲ့အခါအမြဲမပြတ်တာလုံးနေတဲ့တပါးသောတရားတွေရောကိုမရောစီနဲ့တပည့်ကြလားတပါးသောတရားတွေဘာကိစ္စညာကိစ္စတွေတွေးလုံးနေလာမရောစီနဲ့မရောစီနဲ့ဒကာဓမ္မတို့ဘေးကပုဂ္ဂိုလ်လေးလည်းသတိပေးထားဘယ်အကြောင်းမျိုးနဲ့မှလာပြီးဒီကာလကွာငါတရားထုတ်နေတဲ့အချိန်ပြမလာပါနဲ့ငါအချိန်ရှိတော့ထားလာလိမ့်မပေါ့အဲ့ဒီအချိန်ကျမှပြောတာပေါ့ဘယ်လိုကြီးကွာဆိုတဲ့ဥစ္စာစောစီပိတ်ထားကြမလာဘူးလာခဲ့တော့ပေါ့ဗျာအဲ့ဒါဖြင့်ငါနိုင်ရွက်အလုပ်ထိုင်မယ်ဆိုတော့ခုနကညာလေးကအနိစ္စရဲ့ကြီးသက်ဝင်နေတယ်ဆိုပါတော့တခါသိရအဲ့ဒီတော့သက်ဝင်နေတဲ့အချိန်ဒကာဓမ္မတို့ကိုမိတ်ဆွေသိန်းကဆွေမျိုးညာကအဲကြီးဆောင်ကြီးပေါ့ဗျာအဲဒီဆောင်လေးကတော့ငှဲ့သေးတယ်အဲဒီဆောင်ကြီးကတဲမငှဲ့ကြဘူးအဲဒီလိုလာပြီးသမဖြင့်ဒကာဓမ္မတွေကစောကြီးကတွေကသတိပေးထားဒီတရားထိုင်တာတဏှာကြီးကြာမယ်တဏှာနိုင်ဝက်ကြာမယ်နိုင်ငံမှာကြာမယ်ဒီချိန်ပြကွာကိုမိတ်ဆွေသင်္ကတွေဆိုင်ထိုက်တာပေါ့ဘာကြောင့်လုံးလုံးမေးတဲ့အခါကျတော့ဒကာဓမ္မတို့အလွန်ကြောက်เสียကောင်းလို့အလွန်ကြောက်เสียကောင်းလို့ဆိုတာသဘောကျအလွန်ပဲလို့ကြောက်เสียကောင်းပါလိမ့်မလို့ဆိုတော့ဒီနေ့ကပြောခဲ့တယ်ဒကာသစ်တို့မှတ်မိပြီပေရဆိုတဲ့ဒကာဟာဒါနကရာသီလကရာသမဏတွေဟောနေတုန်းကသူကောင်းကောင်းနာဝိပဿနာကိုတကယ်အလုပ်ပေးတော့မယ်အချိန်ကိုဒကာဓမ္မတို့ဟောမဲ့ကြံတော့မှအိမ်ငါကိစ္စရှိလို့လာခေါ်သွားတယ်ကတ္တဗဘုရားကဟောရဲ့သူကအိမ်ငါကိစ္စရှိလို့ဆိုပြီးအိမ်သားတယောက်ကလာခေါ်သွားတော့လိုက်သွားရတော့ဒကာဓမ္မတို့ဘုရားလည်းပေးရလဲသွားပါရောပေးရပြင်ရှုံးပြီဘုရားကပြောရတာပေးရရှုံးပြီဒီဒကာဓမ္မတို့ဘာတော်တရားဝင်လာလို့ဘာဝင်လာလဲအင်းကြီးအဂမိတ်တံကိုအင်းကြီးတပါးတော်တရားနဲ့အဂမိတ်တံမရောစီနဲ့ခုတော့အိမ်ကိစ္စနဲ့ဝင်ရောလိုက်တော့ဒီပေရလိုက်ပြေးတော့ဘုရားသခင်ကိုရမေကြီးကပေရရှုံးဖို့ခဏဆိုင်လိုက်လို့ရှင်သူဒီဘဝမှာတခါလေတဲ့အရိယာဖြစ်ရှာခဏလေးဆိုင်လိုက်ရင်ဘာဖြစ်လဲ gain တခါဓမ္မတို့ဒါတပါးတော်တရားရောလိုက်တဲ့ဖြစ်ချင်းဘယ်လောက်နာဘာတော်တရားရောလိုက်တဲ့ဆိုတခါတည်းဘယ်လောက်နာနင့်နာပုံလေးတခါဓမ္မတွေနည်းနည်းလေးသံဝေကရအောင်လေဟုတ်လဲဟုတ်မှန်လဲမှန်နင့်နာကျကျင့်တန်တာလည်းသိရအောင်ပေရပြီတဲ့ကျတော့ဘောရမဘုရားလက်ထက်ကြမှာလာကျွတ်ဒါပြန်ပေးရအသားတွေအယိုးတွေကိုစုပုံပြီးတဲ့ကလာမပြတ်မစည်းပဲနဲ့ထားလို့ရှိရင်73မိုင်တဲ့ရအခုသေရတာအယိုးတွေသားတွေပုံထားလို့ရှိရင်73မိုင်ထုလောက်သူအိုဘဲနာဘဲသေဘဲထက်ခင်ဘာလို့တရားတွေရောလိုက်တာတစ်ချက်သေးနာချက်ဘယ်လောက်ပြင်းအဲ့ဒါကြောင့်ဘုန်းကြီးက
တကားပြောကြီးလို့မဟုတ်ပါဘူးအမေသေးတဲ့ကြီးနှန်းလာတောင်းတကားကျွမပြလိမ့်နဲ့အဖေသေးတဲ့ကြီးနှန်းလာတောင်းမပြလိမ့်နဲ့ဒီဥစ္စာနောက်လည်းသိရမှာပဲဘာထုလို့ဒိဋ္ဌပြီးမှသိရတော့သာမကောင်းလားအခုပေရမှာကြည်စမ်းတရားဓမ္မတော့အင်္ဂကိစ္စရှိလို့လာပြီးဒီကလာခေါ်လိုက်တဲ့တွေ့ဘလို့နဲ့နာသွားတော့ဆိုတော့သူ့သားရိုးတွေ73မိုင်တဲ့ရတယ်ဒါအသေးကိုမတွက်နိုင်တဲ့ဘူးမိုင်နဲ့ပဲတိုက်ပြဘလို့နဲ့နာသွားတယ်ဆိုတာပေါ်လာဒါတကားတော့တရားရောပလိုက်ဘာရောပလိုက်ဝိပဿနာအလုပ်ထဲမှာတရားဓမ္မတို့တဘာတော့ကိစ္စတခုဝင်ရှုပ်လိုက်တဲ့အတွက်ဥမာလည်းအနာကြီးနာနည်းနည်းနာတာလားများများကြီးနာတာလားကိစ္စဘုရားကလည်းပြောလိုက်တာပဲဘေးကကွာတဲ့ခဏလေးဆိုင်းလိုက်လို့ရှိရင်အရိယာဖြစ်ကြတော့မယ်အခုတော့ပြန်ရှုံးဖို့ဟေးကဲဘုရားကရှုံးဖို့ဟေးလို့ပြောတယ်ကိုကတခါကျအမှန်မနဲ့နာအဲ့ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေမှာကိုညာလေးကအနိစ္စထဲမှာပဲသက်ဆင်းနေတဲ့အချိန်များခင်ဗျားတို့လာပါလိမ့်မယ်အနိစ္စရှုကြတာကိုဗျအနိစ္စမှတ်ပြီးအနိစ္စလို့လည်းသိနေပြီအဲဒီညာကလည်းဒါအနိစ္စမှာတော့ဘာမှမဟုတ်ဘူးလို့လည်းသုံးမဲ့ချက်ချပြီးပြီရှုလိုက်တဲ့ညာကလည်းအနိစ္စထဲမှာကြီးပြေးဝင်နေရှုလိုက်တဲ့ညာကလည်းအနိစ္စထဲကြီးပြေးဝင်နေတဲ့အခါမှာဘုရားကအမြဲမပြတ်ကလေးကွာဒီချိန်10မိနစ်15မိနစ်နိုင်ဝက်သို့သလိုတဘာတော့တရားမဝင်ပဲနဲ့မင်းတို့ကြိုးစားလိုက်စမ်းပါတကယ်ကြိုးပါတော့အားလုံးတရားဓမ္မတွေတော်တော်ရေးကြည့်တယ်နော်တဘာတော့တရားဆိုတော့ဘာကိစ္စလေးမှမဝင်နေနဲ့မတိုင်ငယ်မပြီးလို့ဆိုတာလေးတော့ကဒီချိန်လေးတော့မလာစီနဲ့တပည့်ကြသူနဲ့တွေ့ရမှာပြီးမှာပါဒါလေးတော့ဖြင့်ကျုပ်တက်ပြစီသွားပြီးသူတို့ပြောပြစီမကြပါဘူးဆိုတာတောင်မှမလာစီနဲ့သူလာတာကဒီလောက်ကိုမတန်ဘူးကိုအယု73မိုင်တက်ရမှာကနင့်နာတယ်ဘောပါကြအမှန်တန်ဆိုရလုံးလို့ဒီဥစ္စာညာလုံးခုပြီမကင်တရားလေးကြောင့်ဆိုရင်ကိုမကင်းတာလည်းတဏှာပဲမြဲတာရောညာတာကိုညာတာလည်းအတူတူပဲတဲ့ခင်လို့ညာတာပဲအဲ့ဒါတွေဟူသေးကဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေတစ်ချက်ကြတာမှတ်ပြီတော့အမိစ္ဆာထဲမှာစိုက်ကနေညာကဝင်နေတဲ့ချိန်မှာဖြင့်ဒီဟာတွေဈာမခိုးစီပါနဲ့ဒါကြဘယ်နဲ့တော့နောက်ကတရားဓမ္မတွေဘာအရေးကြီးပါလိမ့်ဈာမခိုးဖို့သိအရေးကြီးတယ်ဆိုတာပေါ်ကြတော့ကိုအရေးကြီးတယ်နော်ပေရကြားခိုးလိုက်တာသူ့သားရုပ်ပဲနမိုင်တဲ့ရအောင်မလေးတရားဓမ္မတွေတော့သိရပါမလားဒါတော့အယိုးတွေဖြစ်ရပါမလားအဲ့ဒါကိလေသာတွေဈာတစ်ချက်ခိုးလိုက်တာဥမာရင်သွားတာသိမနဲ့နာဘူးလားတခါကျော်သိနဲ့နာလုံးနဲ့အဲ့ဒီတော့ဟိုတဲ့ဒါလေးခိတ္တ10မိနစ်15မိနစ်နိုင်ဝဲတနားကြီးအောက်ရကောတခါစစ်ဘာဖြစ်မှာတော့နောက်ကြတော့သိရမှာပေါ့မသိရလဲကျွတ်တို့ကိစ္စပြီးနေလို့ရှိရင်လဲသူ့ဟာသိရလဲမထူးပါဘူးမသိရလို့လဲကျွတ်တို့ကိစ္စပြီးမှုကသာရေးကြည့်ပါလေကျွတ်တို့ကိစ္စပြီးမှုဒီအခုပြောလာတဲ့ကိစ္စမျိုးကိုကျွတ်တို့ဒုက္ခပေးတဲ့ကိစ္စမျိုးကိုကျွတ်တို့ကသိနေတာအဲ့ဒါကျွတ်တို့ကလက်ခံမိမယ်ဆိုတော့တကယ်သိ၅ပါးမောက်ပြီဘူးလားအေးဒါကြောင့်တရားဓမ္မတို့ခမည်းတော်ကတော့ဖြင့်အပြောရင်ဘယ်လောက်တရားဓမ္မတို့အဖြစ်ကဆိုးတယ်အပြောကတော့မကင်တရားလေးရှိလို့မကောင်းတတ်လို့ဖြင့်မကင်တရားလေးမကောင်းတတ်လို့သူကလည်းဘုရှိသိရှိဖြစ်နေတော့မလွယ်တာလို့အမှားတကားသေးဒီသုံးလုံးတွေကအသုံးလုံးရင်ကတော့နင့်နာမှုနဲ့စာတော့ကာမိရလားမြေကြီး73မိုင်တည်းရမယ်ကိုယ်သားရိုးတွေကဆိုတော့ကာမိရခင်ဗျားတို့ပြောရတာကပါဇတ်တဲ့ရတာကောဒီလောက်ရှိရလားဘုပုဂ္ဂိုလ်ကလည်းဒီလောက်ကျေးဇူး
ကျွတ်တို့ကိုရုပ်အောင်လုပ်တယ်လို့လည်းမသိသေးတော့ခမည်းတော်ကလည်းငယ်လုံးကြလုံးစောင်းလုံးတွေကသိမ့်များသဘောကျဒါဖြင့်ဒါတွေဘာလို့ရမှာလဲဥပ္ပယသခင်ကိုရမကြီးကအင်းကြီးအတ္တမိတ္တကွာတပါးသောတရားတွေနဲ့ခေါင်းကငယ်လုံးစောင်းလုံးတွေနဲ့မရောစီပါနဲ့ကွာသဘောကျဘာနဲ့မရောစီနဲ့ငယ်လုံးစောင်းလုံးတွေနဲ့ကိစ္စကလေးတွေဒီထဲမှာတကားကျွယ်မရောစီနဲ့သဘောကျဒါပြီးရောလိုက်လို့ရှိရင်ကိုယ်သားယောက73မိုင်တဲ့ဒကာရမတို့ငယ်လုံးနဲ့ဖြစ်ထွေနဲ့ဘ누구ကကြီးကျယ်ပြီးရုပ်ဆိုးကြလို့ဖြစ်ထွေကကြီးကျယ်ရုပ်ဆိုးတယ်ဒါကြောင့်လားဘုရားဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒီသာသနာဒီခါမှာဒီချိန်လေးကိုဖြင့်ဒကာရမတို့အနစ်နာခံပြီးမမိုက်လိုက်ပါနဲ့ဆိုတဲ့ဥစ္စာဒကာကျွပြောတယ်မပြောတယ်နစ်နာခံပြီးမမိုက်လိုက်ကြပါနဲ့ဆိုတဲ့ဥစ္စာဖြင့်အလိုရှိတဲ့ပုဂ္ဂိုလ်မှန်ကဥမာရင်ကြီးကျယ်ပြောအလိုရှိတဲ့ပုဂ္ဂိုလ်မှန်ကကြီးကျယ်ပြောရမယ်ဆိုတာသဘောကျဟုတ်ပြီဒါဖြင့်ဒကာဓမ္မတို့ကိလေသာဆိုတဲ့ဥစ္စာကန့်ကွက်လာတာငယ်လုံးကလည်းပါတော့ကိလေသာစောင်းလုံးလေးရတော့ဘာလို့လာကြတာလဲကြည်တန်းတရားဓမ္မဘလောက်ဒီအောင်ကောင်းမှမှာတော့ဆိုတော့ဘုရားတဆူကြားနဲ့ဆူစားကန့်ကွက်မယ်အမလေးလွန်လာကြည်လားတရားဓမ္မတို့ကန့်ကွက်တာနည်းနည်းလားများများလားဘုရားတဆူဆိုတာကမြေကြီးတည်ယူဇနာတဲ့ရတယ်မြေကြီးတည်ယူဇနာတဲ့မှာဘုရားတဆူတာသုံးညကဘာခြံထားဘုရားဆက်ပွင့်တဲ့ကဘာတောင်မြေကြီးက73မိုင်တဲ့ရပါတယ်ဖြမ်းမြကြီးဖြမ်းမြကြီးဟုတ်လားအဲ့လောက်ကြောင့်ကျွတ်တို့အသားရိုးတွေကမြေဖြစ်ပြီးတော့မှကျွတ်တို့ကျွတ်တန်းဝင်ရမယ်ဆိုတော့တချို့လည်းချော်သွားတော့မှာဝင်စရာနဲ့ချော်သွားစရာနဲ့ဘယ်ဟာများကဲတကသေးဒါဖြင့်ဒီငယ်လုံးဆောင်းလုံးလေးဟာအပြောရင်တော့ရုပ်ဆိုးမှကြီးကျယ်လွန်းတယ်အပြောရတော့လည်းဟိုးမကောင်းတာလို့ကြုတ်ထားလိုက်တာမလွဲတာလို့ဗျမဟုတ်ပေလိမ့်မယ်လို့သူများလိုက်တာများခင်ဗျားတို့ကပြုံးနေပါနဲ့ကိုယ်တရားကသာယုံနဲ့စားလိုက်တော့ပြုံးเสียလားမဲ့เสียလားတခါကျွသိမ့်နဲ့နာလုံးပါဓမ္မတို့ဒီကအရေးကြီးလို့ပြောနေတယ်နော်ဒါပြန်ဘုရားခင်ကိုရမကြီးကလည်းအမြဲမပြတ်ကွာတဲ့10မိနစ်15မိနစ်အမြဲမပြတ်ညံလေးကအနိစ္စရဲကြီးသက်ဝင်နေလို့ရှိရင်တပါးသောတရားလေးမရောဖို့ရမင်းကြက်ဝိရိယစိတ်ကမ်းပါတပါးသောတရားမရောရဒါဘုရားဟောတာကတကယ်ပြောဘုန်းကြီးကပြောတာမဟုတ်ပါဘူးအဘောကိဏံကိုအင်ကြီးအကမိတ်တံအဘောကိဏံတပါးသောတရားနဲ့တပါးသောကိစ္စကလေးတွေနဲ့မရောမှု၍ဒကာဓမ္မတို့ညံလေးစိုက်ပြီးဖြစ်ဖြစ်တဲ့ရောက်နေတဲ့အခါမှာတပါးသောကိလေသာယံသူတွေပါတဲ့မရောစီနဲ့တဲ့အားလုံးဒကာဓမ္မတွေရိပ်မိခိုင်းဗျာတပည့်တော်ကလည်းလူတွေဗျလူဆိုတာငဲ့ရတဲ့ဆောင်းရတာနဲ့ရှေ့ရေးကြည့်ပြီးဒီကားတော့ပြောရတာနဲ့မုန်းတော့မှဆိုရင်ရတာနဲ့တပည့်တော်တို့ကလည်းရှင်ပြားတို့ပြောသလိုလွယ်လာတယ်မဟုတ်ဘူးလို့တကယ်ကျေတို့တကယ်သစ်တို့ကလည်းဆင်ကြီးကလည်းကျန်လဲမလဲပဲလဲမယ်တဲ့ကောင်းပြီဒီဆင်ကြီးဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဘ누구ကလဲတာတုံးလို့မေးလို့ရှိရင်ဖြင့်ကိလေသာကလဲတာဘ누구ကလဲတာကလေဩဒါဖြင့်ကိလေသာကလဲတာကိုဒကာဓမ္မတွေကသိလို့ရှိရင်ဖြင့်သူကန့်ကွက်တာပဲတပည့်ကြအဲ့ဒီကိစ္စလေးတွေဟာဒကာဓမ္မတွေမှတ်လိုက်ကုသိုလ်ဓမ္မတွေကဆရာကပရိဘောတော့မင်းတို့ငယ်လုံးလေးကိစ္စမက္ခဒိဋ္ဌမသာမက္ကိုရခြင်းဣနိဝရဏတနည်းနည်းနဲ့ကန့်ကွက်တာပဲဒကာဓမ္မတွေကိစ္စလေးဟာဘက်ကိုကန့်ကွက်ဒကာဓမ္မတွေမှာရှိတဲ့ကိစ္စလေးညံလေးကဖြစ်ပြနေစိုက်ပြီးနေတော့မှကိစ္စတွေလေးလာလို့လက်တို့ခေါ်ဒကာဓမ္မတွေတကားခေါက်ဒီဟာလာလို့ရှိရင်ဖြင့်တဲ့ဩမတ္တဖို့တလာပြီလို့ဆိုပြချက်ချဘယ်လိုမှတ်ကြပရိဘောလောမက္ခ
ရိမသာနိဝရဏပရိဘောတော့ခမည်းတော်ကဏ္ဍ၌ကိစ္စကလေးတွေကိုယ်ဝန်းထဲကပေါ်လာတဲ့ကိစ္စဖြစ်စေသူတစ်ပါးကကိစ္စတစ်ခုနဲ့လာ၍ကိုယ်အနောက်ချက်ပေးသည်ဖြစ်စေအဲ့ဒါမေတ္တာဖို့တန်းလာတယ်လို့ဆုံးဖြတ်ချက်ချိုက်တယ်ကိုယ်ဝန်းထဲကကိစ္စပေါ်လာရင်လည်းသူတစ်ပါးကလာပြီးကိစ္စလည်းမလွဲတာတဲ့ကိစ္စမှာခမည်းတရားထုတ်နေတယ်ဆိုတာသိပါရဲ့တို့ကလည်းမလွဲတာတဲ့ကိစ္စကျုပ်မပြောရင်လည်းကျုပ်ပေါ်ဆိုးကြမှာဆိုလို့ကျုပ်လာပြောရပါတယ်ဆိုတဲ့ကိစ္စမျိုးဟာလည်းပါတော့သဘောပါကြတော်ရရေးကြီးတယ်ခင်ဗျားတို့ကဒီနေရာမှာပုဂ္ဂိုလ်ကလည်းကိုယ်လောက်ကလည်းဖြစ်မယ်ကိုယ်နဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်လည်းဖြစ်ခြင်းလည်းဖြစ်မယ်ဆိုတော့မပြောရင်မပြီးတဲ့ကိစ္စမို့အရင်ပြောရမယ့်ကိစ္စမို့ဒါနောက်ကျုပ်ပေါ်အပြစ်ကြီးနေမှာဆိုလို့ဆိုတဲ့ဘာပဲစင်ကြီးလဲလဲယောဂီပုဂ္ဂိုလ်မှာဖြင့်မေတ္တာဖို့တာကမှာယောဂီပုဂ္ဂိုလ်မှာတော့ရှင်းကောင်းပြီဒါဖြင့်ဒကာဓမ္မတို့တရားဩလာလဲလာတတ်တယ်ခင်ဗျာဒီကိစ္စမျိုးอ่ะဘယ်နဲ့လဲလာတတ်တော့ဒကာဘုန်းကြီးကနှီးပေးလိုက်ဒကာဓမ္မလာရင်မကြောက်ပါနဲ့လာရင်မကြောက်ပါနဲ့တဲ့လာရင်မကြောက်ပါနဲ့ဆိုတော့လူကတော့ဖြင့်မေတ္တာဖို့တာကိုလာတာပဲဘုန်းကြီးကမကြောက်ပါနဲ့လို့ဆိုပြီးတခါဒကာဓမ္မတွေသင်ပြတာကအေဟိပတိကောမှတ်ရလိမ့်မယ်ဥမာငယ်ကိုယ်စိတ်ထဲမှာပဲမြင်တော့မြင်နေတာပဲထားကျင်တဲ့စိတ်ကလေးပေါ်လာတယ်ကိုယ်ကတော့ဖြစ်ဖြစ်တဲ့ညာနဲ့တော့စိုက်နေတော့အချိန်လေးကကြာကျင်တော့ကြာသွားတော့တကယ်သေးထားကျင်တဲ့စိတ်ကလေးပေါ်လာသူလည်းတားမလို့လားထားကျင်တာဆိုတော့ပြင်းတဲ့စိတ်ကလေးသဘောကျပြင်းတဲ့စိတ်ဆိုတာဒေါသအနုပြင်းတဲ့စိတ်ဆိုတာဘာပါလဲသူများထုံးနေတာနဲ့ခုတ်တာမဟုတ်ဘူးသူဟာသူစိတ်ထဲမှာမမွေ့လေရောလားမမွေ့လေရောလားဆိုတော့ဒေါသအနုရှင်းမလားအဲ့ဒီစိတ်ကလေးလာတာတောင်သူ့ဖြစ်ဖြစ်ရှုပါသူ့ဘာလို့သူကမသိတဲ့ပုဂ္ဂိုလ်တော့တမ်းလို့လာတာပဲသူဆရာဘုန်းကြီးနေပြလိုက်တော့အေးလာခဲ့ပါပတ္တရှုပါသူကရှုရဖြစ်နေကျုပ်ကိုလည်းအနိစ္စရှုပါဦးပါတယ်ကျုပ်ကိုလည်းအနိစ္စရှုပါအောင်လို့သူကခေါ်လာတာခမည်းတော်ကတခါလေတဲ့နည်းနည်းလေးချိန်ကြတော့ဒီစိတ်ကလေးကလည်းသိမဝင်စားတော့ဘူးဆိုတော့ဒေါသလာတယ်ဆိုလို့ရှိရင်ဒကာဓမ္မတွေစဉ်းစားတာပေါ့ဒေါသနောက်ကဒေါသတောကပရိဒေဝမလားဘူးလားဒါတွေမသိလို့လာတဲ့ဖြစ်တော့ကြောင့်ဝိဇ္ဇာသင်္ခါရဆိုပြီးကလာအနာဂတ်ဘဝတန်းထုတ်ဘယ်တော့ကြောက်ကြကောင်းဒကာဓမ္မတွေပေါ်ကြခဲဒါဖြင့်ပရိစ္ဆေသမုပ္ပါစမလို့လာတာကိုအစကိုจิตတို့ကဖြစ်ဖြစ်ရှုလိုက်ပရိစ္ဆေသမုပ္ပါစမလို့လာတာဒီစဘာလို့ကြမယ်ဖြစ်ဖြစ်ရှုလိုက်တော့အရှင်ဘုရားရှုကောင်းရဲ့လားလို့မေးမနေနဲ့တဲ့ဥပဝါဏကိုဘုရားကဟောတာအင်္ဂုတ္တမှာပဲဟောပါတယ်ဥပဝါဏကသံဃိတိကောအက္ခလိကောအေဟိပတိကောဩဘာနေကောပြောစမ်းပါဗျာတပည့်တော်အဲ့ဒါမသိလို့ပါဟာမင်းကဏ္ဍလောဘပေါ်လာရင်မင်းမသိဘူးလားအဲ့ဒါမသိလို့ရှိရင်သံဃိတိကောပေါ့ကွာတပည့်ကြသူပေါ်လာလို့ရှိရင်ဖြင့်လောဘကပေါ်လာလို့ရှိရင်အက္ခလိကောခါမင်းကျိုးပြီးတော့မဲ့ဒုက္ခပဲဆွဲတော့မှာပဲကွာတပည့်ကြအဲ့တော့ဒကာဓမ္မတွေဒါတွေကဟောပြီးသားဖြစ်ပြီးဒီကလာသိပြီးသားဖြစ်နေကြတဲ့တွေ့ရာထိုးတဲ့ကိလေသာလာတိုင်းဖြစ်ဖြစ်ရှုပြေရာထိုးတဲ့ကိလေသာလာတိုင်းဒါဖြင့်ဒကာဓမ္မတို့အရင်တုန်းကလည်းဖြစ်ဖြစ်တဲ့မှာပဲညာနဲ့သက်အဖြစ်လာတဲ့ဓမ္မကလည်းဘုန်းကြီးကသင်ထားဘုရားကဟောထားပြန်တော့အေဟိလာခဲ့ပတ္တချုပ်ကိုရှုပါဦးသူလာတာသူ့ရှုပါအောင်လို့အပြောတာဒါကသဘောကျသူလာတာဘယ်ကျုံးလာတာအဲ့ဒီမှာจิตတို့ကအရှုခံလာတဲ့တရားကိုဒကာဓမ္မတွေကမသိလိုက်တော့သူကနေပြီးဒီကလာငါမှမရှိပဲဆိုပြိဿသမုပ္ပါတန်းတော့မတန်းဘူးဒေါသနုလေးလာတော့ဒေါသနောက်ကတောကလိုက်ဒေါသနောက်ကပရိဒီဝလိုက်ဥပါယသလိုက်လိုက်လာလို့ရှိရင်ဒါမသိတဲ့ပုဂ္ဂိုလ်ဖြစ်တော့ကြောင့်ဝိဇ္ဇာဖြစ်เสียသင်္ခါရဆို
ဆိုတော့ဘုဘဘဝမှာတခါတည်းဒုက္ခသစ္စာသွားပေါ့ဒုက္ခသစ္စာပေါ်ပြီလားအဲ့ဒါအိပတိကောကိုဒကာဓမ္မတွေသဘောမကျမှုကြောင့်သံဃာဆက်ရရှာတယ်ဒါဖြင့်မေတ္တာတဲ့ဆိုတာပေါ်သွားပေါ်သေးဘူးလားဒကာခင်ဗျားတို့ကလည်းမရှိရင်အတားတာပဲနှစ်ဘဝဆက်သွားသဘောကျနှစ်ဘဝဆိုတာအနေပြတာပါဒကာဓမ္မတို့ရှေ့ကိုဘယ်လောက်ဆက်မယ်ဆိုတာမပြောရသေးပါဘူးဒကာသေးရခိုင်းဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေဒီရှားလို့လာခဲ့တော့လဲဘာလို့မလဲဘယ်ပါဠိတော်ကခေါ်ပါလိမ့်အေးလာခဲ့ပါပတ္တရှုပါလို့ကိုပြောအေးကပတ္တသူကရှုပါလို့ပြောတာခင်ဗျားတို့ကသူ့ကိုမရှုလို့ရှိရင်ဖြင့်ကျုပ်ဝတရားအတိုင်းခင်ဗျားတို့သံဃာဆက်မယ်အပယ်ဖို့မယ်မဉ္ဇဉ်ဖွညာတားမယ်ကဲဒါခင်ဗျားတို့ကအသုံးမချတတ်တာနဲ့သူထင်ရစီမံသွားတယ်ဆိုတာပေါ်ပြီခင်ဗျားတို့ကအသုံးမချတာအသုံးချလိုက်တော့အေးလာခဲ့ပါဘတ်ကရှုပါလို့ခေါင်းကပြင်းတဲ့ဒေါသနုလေးရတယ်ခေါ်နေလိုက်တော့ဒကာဓမ္မတွေဘာတွေ့မလို့ရှုလိုက်သံဖြစ်ပြပဲငါကရှုနေတော့ကလည်းဓမ္မတွေတုန်းကလည်းဘာတဲ့ညံရောက်ဒါပြန်အခုတကဖြစ်တဲ့တရားကိုကျတို့ကအသုံးချလိုက်ပြန်တော့လေညာကဘယ်သေးပဲရောက်ပြန်နော်အဲ့ဒီဆက်ရောက်အောင်ဒီလိုဆက်ရောက်သွားလို့ရှင်းဖြင့်တဲ့ဒကာဓမ္မတို့ပူဇော်ရှိသေးရဲ့ဒါဖြင့်ဒကာဓမ္မတို့အသုံးချရလို့ရှင်းရင်လည်းသေးပါပဲအသုံးမချရလို့ရှင်းရင်လည်းပြင်းတဲ့စကလေးကဘေးတင်သွားတာသံဃာဘေးတင်ပါလေဘာဘေးတင်ပါလဲတဲ့လေတခါသေးဆရာကောင်းမကောင်းသိလို့ပါလားတခါကျပေါ်လားမမလို့ရှိရင်ပြင်ဩကုသကံများမကောင်းတော့အဖြက်ကတဲများနင်းမဟုတ်တယ်ညီလုံးထုတ်တရားတွေကတကယ်ကိုမြင်နေတယ်အနိစ္စရဲ့ဉာဏ်လေးကတက်ပြီးရောက်နေတယ်အနိစ္စနဲ့ဉာဏ်နဲ့ကိုတခါစိုက်ကနေဖြစ်တော့တခါကိစ္စလေးရဗျာပေါ်လာတယ်ကျင်းကြီးဆွမ်းကျင်တဲ့ကိစ္စကျင်းငယ်ဆွမ်းကျင်တဲ့ကိစ္စမလွဲတာတဲ့ကိစ္စတဲ့အဲ့ဒီကျင်းငယ်ဆွမ်းကျင်တယ်ဆိုတော့နာရာအောင်းတာပဲအဲ့ဒီနာနဲ့အောင်းတဲ့စီကိုဖြစ်ရှိချသဘောကျနာရာအောင်းတာကိုပဲဆိုတော့အရင်တော့ကလည်းဖြစ်တယ်ညာရောက်တာပဲအခုအဖြစ်တရားတွေကိုလည်းဖြစ်တရားလို့သူတို့ကမထားတော့အိဗာတိကောနဲ့လာရှုမဲ့ဆိုတဲ့လာပါရှုပါလို့ခေါ်တဲ့စီကိုသူတို့ကလာလိုက်ရှုလိုက်အလုပ်ကိုလှုပ်လိုက်တဲ့တွေ့တခါသေးခொနကယာရန်ကိလေသာခိုသေးရဲ့အဘောကိဏ္ဏအင်ကြီးအကမိတ်တံဆိုတဲ့တိုင်းတဘာတော်တရားနဲ့မရောရင်မင်းရမယ်ဒီဘဝရမယ်ဒီခဏရမယ်လို့ဘုရားကတောင်းခံတာဘူးဗျအဲ့ဒါဘုရားတောင်းခံတဲ့ဘုန်းကြီးတွေကဓမ္မတွေပြောရတာကနားမလဲတော့မလုတ်တတ်တော့ဩကိလေသာမာနကလည်းတဲဆိုတော့ဘုရားဖြစ်မာနဖြစ်ဆိုတာယုံပြီးယုံနဲ့နာရီကလွန်နေပြီခင်ဗျားတို့ယုံနာလေးတစ်ခုပဲအမှတ်သားခုရလိုက်သူတွေချာတော့ဖြင့်တခါကျွယ်နဲ့နာလိုက်တာကမြေကြီး73မိုင်တည်းဘုရားယုတွေကလေဘလောက်ကြောက်စရာကောင်းတယ်ဆိုတာဒကာဓမ္မတွေမြင်ကြဗလားဒါဖြင့်ဘာကိုသုံးချမယ်အေးပါတိကောသဘောကျဘာကိုသုံးချမယ်အေးကပါပတ္တပတ္တကရှုပါဆိုတော့ခင်ဗျားတို့ဈာကျိုးတဲ့တရားကိုကခင်ဗျားဟိုနေရာမှာမရှုနဲ့တော့ဟိုနေရာမှာဘယ်သူမှမရှိဘူးကျုပ်တိုင်ရှိတယ်ကျုပ်တိုင်ရှုအဲ့တော့ခင်ဗျားတို့ကဒီလိုဆရာကောင်းသမားကောင်းကနေပေးပြီးတကလားမထားတော့မရှိတဲ့စီရှုနေဦးမရှိတဲ့စီရှုနေလို့ရှိရင်အိဋ္ဌာနဲ့ညာနဲ့သက်ရောက်သေးရလားကဲဒါဖြင့်ရှိတဲ့စီရှုရင်တော့တကယ်သက်ရောက်အိဋ္ဌာနဲ့ညာနဲ့သက်ဆင်းသွားတယ်ဆိုတာပေါ်လားဒါဖြင့်တကယ်ကျွေးအိပတိကောဟာကျတို့ရက်ကောင်းသုံးပါမှာအိပတိကောပဲအချိန်သုံးပါမှာပါလေရက်ကောင်းလို့ဆိုတဲ့ဆရာကကိုယ်ကရှင်းဥစွာဖြစ်ဖြစ်နဲ့မဲ့နဲ့တကယ်သိကြိုက်နေတော့မှကိစ္စလေးကပေါ်လာ
ဝိနည်းရဒီနေရာနာဝိနည်းချင်းဆိုရင်ဒီနေရာချင်းငယ်ဆွန့်ချင်းဟုတ်လားဝိနည်းရတဲ့ဆိုအဲ့ဓာတွေသွားပြီးဖြောက်ဖြစ်ပြီးမနေဘဲနဲ့တခါတည်းဘာလုပ်မလဲသူ့ဖြစ်ဖြစ်ရှိจิตကဖြစ်ဖြစ်ရှိရမှာလားသူကခေါ်လို့ရှိရမှာသူကခေါ်လို့ရှိရမှာဥစ္စာကိုจิตကမရှိဘဲထားရင်သူကပြိဿသမုပ္ပါတမ်းသူကဘာလို့မထင်ညအခုတမ်းပြပြီးပြင်းတဲ့စိတ်လေးလာလို့ဒကာဓမ္မတွေပြင်းတဲ့စိတ်ကိုမရှိမိဘူးဆိုလို့ရှိရင်ပဲတဲ့ဒေါသသောကပရိဒေဝဟုတ်လားအဝိဇ္ဇာသင်္ခါရမသွားဘူးသင်္ခါရပြည့်ရဝိညာဏကိုဒကာပြည့်နှစ်ဘဝဆက်မညံဘောညာရသလားဘဝဆက်ပေးလိုက်တယ်ဘဝဆက်ပေးလိုက်လို့ရှိရင်ဖြင့်နောက်ဒီလိုဆရာတော်သမားကောင်းနဲ့တို့ကိုလည်းဝေးသွားပြီဒီကလာပြီဒကာဓမ္မတွေဘဝပေါင်းများစွာသာခင်ဗျားတို့ဦးနာသေးနဲ့ခေါ်လို့ကြပြီတော့မနဲ့နာဘူးလားအဲ့ဒါကြောင့်ဒကာရွယ်ဒီရေးဟာအင်းနဲ့မှားရပါလေဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်းနိစ္စနိဒန္တရာအဘောကိဏနိစ္စအမြဲနိဒန္တရာမပြတ်စေနဲ့ကွာအဘောကိဏဒီချိန်လေးတပါးဆိုတရားမရောစီနဲ့ကွာတပည့်ကြအိဋ္ဌလည်းဘာညာလေးကထိုးထိုးပြီးကလာသောက်ဝင်နေတဲ့အချိန်မှာတပါးသောတရားပါတဲ့ကဲရောပြီမှတယ်တို့တခါကျွဲရောပြီရောတာဘာလို့ပြက်ဟောဒီလိုဆိုတော့ရောသေးသူဒီကားလို့ဆိုရင်အဖြစ်သဘောလားအကူအညီသဘောလားဟောဒါကတော့ဆရာသမားနီးပေးလို့ရဘုရားကလည်းဟောခဲ့လို့ဘုရားသမားကထွန်းပေးတဲ့ဒီလားဘုရားကိုကထားခဲ့တာလားဘုရားကိုကထားခဲ့တာဖြစ်နေတော့တခါသေးကျွတ်တို့မှာဖြင့်အကူကြီးများကြီးရရှိကကျွတ်တို့စိတ်တွေကဘယ်လိုဖြစ်နေတော့တရားကကောင်းအရေးကောင်းဒိန်းနှောင်းကဖြစ်တယ်အဖြစ်ကြီးဖြစ်တယ်အရေးကောင်းဒိန်းနှောင်းကဖြစ်တယ်အစရှိစီနဲ့ဒကာဓမ္မတွေကဒကာကျော်တို့ကဒီဥစ္စာနှုတ်ကိုတက်လို့အခုကတော့အရေးကောင်းဒိန်းနှောင်းကိုပဲသူဖြစ်လာတာကိုကျွတ်တို့ကသူ့ကိုပဲမိတ်ဆွေဖွဲ့လိုက်ပါတပည့်ကြသူ့ဘာလုပ်ရမလဲမိတ်ဆွေဖွဲ့လိုက်ပြီဆိုမှဖြင့်ဒကာဓမ္မတို့သူကဘယ်လိုရောသွားကြုံမေးတော့အရင်ရှုတဲ့အိဋ္ဌာနဲ့သူကလည်းအိဋ္ဌာနဲ့အိဋ္ဌာရင်တန်းတူအိဋ္ဌာရင်တန်းတူဆိုတော့ကျွတ်တို့ကလည်းရှုတဲ့ဉာဏ်ကလည်းပြတ်သေးရဲ့အရင်ကလည်းအိဋ္ဌာလည်းပဲသိရအိဋ္ဌာလည်းပဲဉာဏ်သက်ဆင်းပါယခုလာပြီးကြလားအစားထိုးတဲ့တရားကိုလည်းကျွတ်တို့ကဖြစ်ဖြစ်ရှုလိုက်တော့အိဋ္ဌာလည်းဘာပဲဉာဏ်သက်ဆင်းပါရှင်းမလားအိဋ္ဌာလည်းမှဉာဏ်သက်ဆင်းတော့ကိုဘုန်းကြီးဓမ္မတွေမှာကိလေသာဈာခိုတဲ့အဓိပ္ပာယ်ရသေးရဲ့ဟောတဲ့ဘုဒ္ဓမှာကိလေသာဈာခိုတဲ့အဓိပ္ပာယ်မရလို့ရှိရင်ဘုရားသခင်ကိုရမကြီးကတခါတည်းဟောမင်းတို့ကွာတဲ့ကိလေသာဈာမခေါ်လို့ရှိရင်ဖြင့်သောချုပ်ခွင့်ကအနိစ္စလို့ရှုအနိစ္စလို့မှအနိစ္စလို့သိတဲ့ပုဂ္ဂိုလ်ဒီအာဇဝနာအာဇောတရားတွေခရာကုခြင်းကြောင့်အနာဇဝအာဇောမရှိတော့တယ်နိဗ္ဗာန်အာဇောမရှိတာနိဗ္ဗာန်မဟုတ်လားအာဇောအာယုမပြုနိုင်တာဘယ်လိုပါလဲအနာဇောစေတောမုတ်တေသမာဓိပြဋ္ဌာန်းသောရတ္ထုပညာဥမောက်တင်ပညာပြဋ္ဌာန်းသောရတ္ထုတို့ဒိဋ္ဌေဝဓမေပစ္စကဓမေယခုပစ္စကခဏ၌ပိုတေတိမင်းတို့မုတ်ချရ၏ကဲဒကာဓမ္မတို့ကြားခွင့်ရတယ်ဒါကဒကာကျွယ်ဘုရားဟောတယ်ဘုန်းကြီးကဖြစ်ဆွဲပြီးဒီကလာစကားနားလည်မှုသာဖြစ်ဆွဲတယ်အဓိပ္ပာယ်ကတော့ဘုရားဟောသဘောကျဒါဖြင့်ကိလေသာကြားမခေါ်လို့ရှိရင်ဖြင့်ခွန်ရဲ့တောင်မပြောဘူးဘုရားကဒီကနာမှာရမယ်ကွဒီဘဝမှာရမယ်ကွဒါပဲထက်တဲ့ပုဂ္ဂိုလ်ဒီခဏမထက်တဲ့ပုဂ္ဂိုလ်ဒီဘဝရှင်းမလားထက်တဲ့ပုဂ္ဂိုလ်ဒါပဲမထက်တဲ့ပုဂ္ဂိုလ်ဒီဘဝဆိုတော့တကယ်ဥလာဘူးတို့အားငယ်ကြပါသေးတယ်ရှင်းပြီနော်ဒါဖြင့်အာဇောတရားကုံကုံလေးဘယ်မှာအာဇောတရားဆက်သွားတယ်နော်ဘုရားအာဇောတရားကုံကုံလေးဆိုတော့ဒကာဓမ္မတွေကဖြစ်ဖြစ်ထဲမှာဒီကမဂ္ဂင်၅ပါးကဉာဏ်ကယူတဲ့ဉာဏ်ကယူတဲ့နေတဲ့ဒါခန္ဓာခန္ဓာထဲမှာခန္ဓာကဖြစ်ဖြစ်ဉာဏ်ကဒီဘက်ကြည့်တဲ့ဝင်နေတယ်သဘောကျ
ညာကဝေဒနာလည်းတက်ဝင်နေတယ်ထားပါဒီထဲမှာဒကာဓမ္မတွေကကိစ္စလေးကျင်ကြီးဆွနေတယ်ကျင်ငယ်ဆွနေတယ်ဆိုတဲ့ကိစ္စလေးနာရက်ကျင်တဲ့ကိစ္စလေးမလားဘူးလားဒါတော့ဒီအိဋ္ဌဆိုပြီးနာရက်ကျင်တာလေးကိုဖြစ်ဖြစ်ရှိသဘောကျဘယ်နဲ့ကတော့မနာမကျင်တာအိဋ္ဌရှိအခုတော့ပါပါလေနာရက်ကျင်တာလေးအိဋ္ဌရှိပဲပြင်းလာရင်ပြင်းတာဓမ္မလေးဘာလို့ကြမလဲဖြစ်ပဲရွှေ့တော့အရင်တော့ဖြစ်ပြက်အခုရှိတော့ဟောတပါးတော့တရားရောသေးဒီကြားတော့ဘာမှမရောဒါလည်းဖြစ်ပြက်မဲ့နောက်ဆက်လာတယ်ရောဖြစ်ပြက်မဲ့ဆိုတော့တခါကျတော့မှလည်းတော့ရောသေးတယ်မရောလို့ရှိရင်ကွာတဲ့သောအာသဝနံခရတရားဓမ္မဒီဥစ္စာမရောတဲ့ကွာတဲ့ဝေဒနာဖြစ်เสียတဏှာဆိုတဲ့ကာမသောဘဝသွားလာသေးရဲ့ဖြစ်ပြမြင်တော့ဒိဋ္ဌာတော့ဖြစ်ပြမြင်တဲ့ငါငါဥစ္စာဟုတ်သေးရဲ့ဖြစ်ပြမြင်တာဒီသိလို့လားမသိလို့လားသိလို့ဖြစ်တဲ့အတွက်မသိတဲ့ဝိဇ္ဇာတော့ကချုပ်ဒါဖြင့်တရားဓမ္မတော့ဒီကနေကာမသောဘဝသွားဒိဋ္ဌာတော့အဝိဇ္ဇာတော့တွေချုပ်သွားသဘောကျဒါဝိနဲ့ကြောင့်ချုပ်ပါလိမ့်မလို့နေတဲ့အခါကျတော့အနိစ္စခြင်းညာကဆက်သွားလို့ပထမရှိနေတဲ့အိဋ္ဌထဲမှာလည်းဒီညာကတက်နောက်ဈာတို့အဖြစ်တွေအနိစ္စထဲမှာလည်းဒီညာကပြန်တက်တာဒီထဲကပြန်ဝင်တယ်သဘောကျအဲ့ဒါကြောင့်တဲ့မင်းတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒီအိဋ္ဌထဲမှာတက်သွားတော့အိဋ္ဌမုံသွားနောက်တဲ့ဒီအိဋ္ဌကြီးကဆုံးပြီဆုံးပြီနဲ့ပြန်ရင်ဒီဘက်ကနိဗ္ဗာန်တွေ့အိဋ္ဌဆုံးပြီအိဋ္ဌနိဗ္ဗာန်အိဋ္ဌဆုံးတော့အိဋ္ဌနိဗ္ဗာန်သွားတွေ့သဘောကျအိဋ္ဌနိဗ္ဗာန်သွားတွေ့ပါရ၄ခါလောက်တွေ့ရင်ဒီအာရောရိယကုန်ပထမတစ်ခါတွေ့ရင်ဒိဋ္ဌာကကုန်ပါတယ်ကာမက၄ပိုင်းပိုင်းကုန်ပါတယ်သဘောကျဒီလိုနဲ့ပဲတရားဓမ္မတို့ဘုရားသခင်ကိုရမကြီးကဖြင့်နေမေးညမေးမင်းတို့ဒီကားလို့ဆိုရင်ဖြင့်အနိစ္စလို့ရှုရှင်းလားအနိစ္စလို့မှန်အနိစ္စလို့သဘောကျအဲ့ဒီမှာကိလေသာရှားမခိုပဲနဲ့ဒီသုံးခုညီကြပါမူကားဒီဘဝဒီခဏမှာအာသောကုန်နောက်ပိုင်းကဘာလဲလာနေရအာသောလေလာနေလေဒါဖြင့်အာသောကုန်ရပါလေဆိုတော့ကုန်လာတဲ့ဓမ္မတို့ဖြစ်ပြတဲ့မနဲ့ဂျာတဲ့ကိလေသာမခိုလို့ကုန်တာလားဖြစ်ပြတဲ့မနဲ့ဂျာတဲ့ကိလေသာကြားဖို့သေးလားဒါရင်မခိုးတဲ့နည်းကိုလည်းဆရာဘုန်းကြီးကခိုးလာပြန်လို့ရှိရင်လည်းဘာလို့ကြမလို့ခိုးလာတာလားရှုခံလာတာအဲ့ဒီလိုလုံးကြမယ်ဆိုရင်ဖြင့်ဒကာဓမ္မတို့ညအထုံမနဲ့ရပဲဘုဒ္ဓဥမာမခေါ်နိုင်တဲ့ငါမနဲ့အထုံခေါ်နိုင်တဲ့10မိနစ်နဲ့သူရနိုင်တယ်အားငယ်ကြရှိရလားအဲ့ဒီတော့တိဋ္ဌိဒွိဋ္ဌိရွေးနေနဲ့ခင်ဗျားတို့ဒီသာသနာနဲ့ကျုံဟုတ်လားဒီတရားမျိုးသစ္စာတရားနာနိုင်ကြတယ်ဒီဖြစ်ပြမြင်တယ်ဆိုရင်တိဋ္ဌိမှန်ရမှာပဲဘာမှအားငယ်ကြလို့သေးရဲ့ဒါမှအာမထုတ်ကြတော့ဘူးလို့ဒကာဓမ္မတွေဆိုမယ်ဆိုလို့ရှိရင်ဖြင်းကြမယ်ပြင်းကြမယ်ဆိုရင်ခန္ဓာကိုယ်နဲ့ဒေဝရဆတယ်ဒီဘာနဲ့ဆက်ကြဘလောက်ကြာဆက်ရမှာမရေတွက်နိုင်တဲ့ဥစ္စာဆက်ဒါကြောင့်ဒကာဓမ္မတွေညာနဲ့အဲ့ဒါတွေခြေဖုံးပြစ်ပါညာနဲ့ကိလေသာတွေကိုဘာလို့ပြစ်လဲအဲ့ဒါကိလေသာခြေဖုံးတော့ကံတွေကကိလေသာဝရှိမှကံမဟုတ်ဖြစ်ကိလေသာခြေဖုံးတော့ကံတွေဘာဖြစ်သွားလဲကံလည်းပြကံပြပေါ့ခန္ဓာနဲ့အချီးစားရမယ်အပေထဲမှာတရားဓမ္မတို့ဝိပါကဝိကြီးကလာအောင်ပါဒါကြောင့်ဒီအာတော်ဆိုတဲ့ကိလေသာတွေကိုခမည်းတော်ညာနဲ့ဆပ်ပလိုက်တဲ့အတွက်ဖြတ်ပလိုက်တဲ့အတွက်ခင်ဗျားတို့ကိလေသာကိုကျွတ်ပါကိလေသာကိုကျွတ်တဲ့ပုဂ္ဂိုလ်ကကာမဝတ်လာမြဲတယ်မလားရှိသေးရဲ့ဝိပါကဝတ်ဖြစ်မြဲတယ်မလားဒါဖြင့်ဒကာဓမ္မတို့ကိုယ်ရှိတဲ့ဝတ်ကိုကျွတ်ရတဲ့အလုပ်ကိုဖြင့်ဒီလူတယောက်မှငဲ့မနေပဲနဲ့ကိုယ်ရေးကိုရှိပြီးဒီတိုင်းကျူးစားရမယ်ရှင်းမလားဒါရည်ဒီရင်တော်ကြပါ